ဒီနေ့ကျွန်တော် Grow One နဲ့ Ghost Power battery ကိုဘလို့ BMS join ရမယ်လဲဆိုတာလိုက်ပြမှာဖြစ်ပါတယ်စိတ်ဝင်စားရင်ကျွန်တော်တို့လိုက်ခဲ့ပါလိုက်ပြောင်းပြန်ဖြစ်နေ okay ကျွန်တော်ပြပါမယ်ဒါလေးကတော့ကျွန်တော်တို့ Ghost Power 51.2 volt 200H ဖြစ်ပါတယ်ဒီကောင်လေးရယ်ကျွန်တော်တို့ Grow One လေးရယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘလို့ BMS join ရလဲကျွန်တော်ပြမှာဖြစ်ပါတယ် okay ပါပထမဆုံးကျွန်တော်တို့ဒီမှာ battery အပေါင်းနှုတ်လေး join လိုက်မယ်ပေါ့နော်ဒါ join ပြီးသွားရင်သူ့မှာ original ပါပြီးသားဖြစ်တဲ့ဒါက battery ကြိုးပေါ့နော်BMS ကြိုးပေါ့နော်ဒါbattery ရယ်နောက်တစ်ဖက်မှာတော့ဒီမှာပါတဲ့ကျွန်တော်တို့ Ghost Power Dairy Grower Flash T ပေါ့နော် Voltronic ဒီကောင်လေးအကုန်ရတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ဒီ BMS ပေါ်မှာ join မယ်အောက်မှာမမြင်ရတော့ BMS ပေါ့နော် BMS မှာ join မယ်ဒီဘက်မှာကျွန်တော်တို့ကန်မှာ join မယ်ပေါ့နော်ပြီးတာနဲ့ဒီ DIMP switch number 1လေးကို on လိုက်မယ်ပေါ့နော် okay on ပြီဆိုရင်ကျွန်တော်တို့ဒီမှာ battery ကိုခလုတ်ဖွင့်မယ် power on လာပြီဆိုရင်ဆက်ဖွင့်လိုက်မယ်ပေါ့နော်ဆက်ဖွင့်ပြီးရင်ဒီနေထားကိုရောက်လာပြီပေါ့နော်ဒီနေထားရောက်လာပြီဒီနေထားမှာဆိုကျွန်တော်တို့ကဒီမှာနှစ်ချက်နဲ့ရင်တကယ်ဆိုရာခိုင်နှုန်းပြရမှာဒီမှာမပြဘူးပေါ့နော်မပြဘူးဆိုတော့ကျွန်တော်တို့က setting ချိန်ရမယ် setting ချိန်မယ်ဆိုရင်05ကိုသွားရမယ်05မှာ battery setting ရှိတယ်ခင်ဗျ05 battery setting မှာဒီ AGM မဟုတ်ဘူး lithium ချိန်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က lithium ဘက်ကိုသွားမယ်ဒီမှာ protocol ပေါ့နော်ထုံးစံပဲဒီကောင်တွေကပိုင်လွန်ဖြစ်တဲ့အတွက်ကျွန်တော်တို့က52ကိုချိန်မယ်ပေါ့နော်50နဲ့မှ1 2ချိန်မယ်ခုံသွားရင်နော်ပြန်ထွက်မယ်ခဏစောင့်မယ်ဒီမှာ lithium လေးဖြစ်သွားပြီပေါ့နော် align ဆိုပြီးတော့lithium ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ကချိန်သွားပါပြီဘာလို့ချိန်သွားပြီလို့သိလဲဆိုရင်ဒီမှာတစ်ချက်နှစ်ချက်ဒီမှာဆို55ရာခိုင်နှုန်းရှိပါတယ်ကျွန်တော် battery မှာလည်းဟုတ်မဟုတ်တွားကြည့်မယ်ပေါ့နော် battery မှာလည်းဒီမှာ55ရာခိုင်နှုန်းပါဒါဆိုရင်တော့ကျွန်တော်တို့ BMS ကိုအောင်မြင်နဲ့ချိတ်ဆက်ပြီးသွားပြီပဲဖြစ်ပါတယ်